စိတ်လေးကျွန်တော်ရှင်းပြပေးအတိုင်းမရှိဘူး like share view အများဆုံးသူကရမှာโอเคမင်္ဂလာပါမင်္ဂလာပါကျွန်တော်နိုင်ပါနိုင်ပြမပြန်လဲမဆိုပါလဲဒီဗီဒီယိုကိုမပြောတော့ဘူးဆိုတာပေါ့နော်ဒါပေမဲ့လည်းပေါ့တချို့လူတွေမသိရလားသိရလားဆိုတဲ့ဟာကိုပေါ့နော်ဒါလေးကိုပေါ့နော်ပြောချင်တာပေါ့နော်ဒါဆိုကြောင့်မလို့သူတို့ပြန်ပွဲကတော့ဒါမရှိဘူးပေါ့နော်ဒါလည်းမရှိဘူးချုံဖြတ်ပေးမယ်လည်းမရှိဘူးဒါပေမဲ့ break တွေကတော့ချုံဖြတ်ပေးမယ်ဆိုတာကတော့ break တွေဆိုတာ view ပေါ့နော် view ကပေါ့နော်ကိုယ့်ရဲ့တရှင်းတည်တဲ့ပေါ့နော် view ပေါ်မှာသူတို့ချုံဖြတ်ပေးမှာပေါ့နော်ဘာဆက်ပြောမလဲ S entertainment လေးဆိုပါတယ်ဆိုတော့ဒီနေ့ဒီမှာကျွန်တော်တို့ချင်းပြန်ဝင်ပတ်သက်ပြီးတော့အစားဆုံးတေးစိတ်လေးကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ချင်းပြန်ခြင်းနဲ့ဝင်ပြန်ခြင်းဒီပုံများဒီဗီဒီယိုဆိုတဲ့ချင်းကိုဒီတိုင်းခံချင်ပါတယ်ဆိုတော့ချင်းပြန်ပွဲပုံစံကတော့ကျွန်တော်ဒီ page မှာတင်ထားတဲ့အတိုင်းပါနော်အရင်ဆုံးပြန်တော့မဟုတ်ရင်ဒီတာမျိုးဖြစ်ချင်းကိုဗီဒီယိုရိုက်ပြီးတော့လူတွေလေးပေါ်မယ်အတန်လေးပါရတယ်ပေါ့နော်ကျွန်တော် page မှာလုပ်ပြပါမယ်ဆိုတော့တကယ်လို့ဒီတာလေးမရှိဘူးပြန်လို့မရှိဘူးဆိုရင် vocal လေးပေါ့နော်ဒီအတန်လေးဆိုပြီးတော့လာပို့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ရုပ်ပါရမယ်နော်ရုပ်ပါရမယ်ဗီဒီယိုပြမယ်နော်ဗီဒီယိုရိုက်ပြီးအခုတော့ကျွန်တော်ပြောတော့မှာနော်ကိုကတရှင်းဆိုမယ်ပေါ့နော်တရှင်းဆိုပြီးမှရိုက်မှာပေါ့နော်ဖုန်းနဲ့ပေါ့နော်ကင်မရာမှမသိဟိုကကင်မရာမရှိလို့အများမှာပေါ့နော်ရိုက်ပြီးမှတရှင်းဆိုပြီးမှနော်မူရင်းတရှင်းဆိုပြီးမှနော်ဂီတာပဲဖြစ်ဂီတာမရှိတယ်ပဲဖြစ်တယ်လို့တရှင်းဆိုပြီးမှသူတို့ကိုပို့ပေးမှာပေါ့နော်သူတို့ကသူတို့ piece မှာတင်ပါမယ်သူတို့ piece မှာတင်ပြီးမှပေါ့နော်ဒီပေါ့နော် view များတဲ့လူကိုသူတို့ကပထမပေးမှာပေါ့နော်ပထမပေးမှာဆိုတာလေသူတို့ကပေါ့နော်ဘယ်တလောက်ပေးမယ်ဆိုတာလည်းမပြောဘူးเนาะသူတို့ရဲ့ piece ကတော့ခုနှစ်လူပေါင်းဟောလောခုနှစ်တောင်းကျော်ရှိတယ်เนาะခုနှစ်တောင်းနဲ့ရှိထောင်လောက်ရှိတယ်เนาะဒါတက်ကြောင့်လို့ကျွန်တော်ဒီနေရာမှာပြောချင်တာကတော့ဘာပဲဖြစ်အမှဘောနော်တချင်းတွေပို့ပေးတဲ့ညီကိုမမကိုလေးဘောနော်လေးစားပါတယ်เนาะကောင်းပါတယ်ဒါပေမဲ့သူတို့ idea ကိုပို့ကြိုက်တာကျွန်တော်ကြိုက်တဲ့အကွက်ကဒါပဲကြိုက်တာเนาะအဲ့လိုဖြစ်ရမှာเนาะဒါမင်းဘောနော်တချင်းပို့ဘောနော်ပို့ပေးတော့ဒီကောင်မများလေးဘောနော်ထပ်မယ်စဉ်းစားရှင်တာကဘောနော်တို့ကပို့ပြီးတော့ပါပြီဒါပေမဲ့လည်းဘောနော်ဒီလိုတရှင်းတွေဆိုတတ်တယ်ဘောနော် online ပေါ်မှာဘောနော်ဝယ်မြရှင်တဲ့စိတ်တွေပြင်းပြနေတယ်ဆိုလို့ရှိရင်ကျွန်တော်အကြံပေးရှင်တယ်ဘောနော်အကြံပေးရှင်တာတော့ဘာပဲဖြစ်ဘောနော်ဒီဘောနော်ဒီအာဆီယံနိုင်ငံဘောနော်ဒီအဲမှာဘောနော်မြန်မာနိုင်ငံတစ်ခုပဲမပါတာเนาะပတ်စံရတာเนาะဒီဘောနော်တချင်းတင်ဘောနော်မူရင်းဆိုတာပိုပြီးမှကောင်းတယ်နော်တချင်းတေဘာပဲတေပေါ့နော်ကိုရဲ့ piece မှာပေါ့နော်အမင်းတဲ့တချင်းတေမှတင်သွားလိုက်ပေါ့နော်ဘာလုတ်တဲ့ဟာကိုပေါ့နော်ဝေမျှလိုက်ပါကိုရဲ့ piece မှာတင်ပေါ့နော် personal piece ကိုတေချဖွေးမှတင်လို့ရှိရင်ဝင်ရပါတယ်နော်ရတဲ့လူလားအများကြီးရှိပါတယ်မလေးရှားမြန်မာနိုင်ငံကလူတွေတော့မှနော်ဒီမလေးရှားတော့ထမ်းလို့ပေါ့နော်ဒီ location တွေနဲ့ဖွင့်ပြီးမှနော် VPI ချိန်ပြီးမှဖွင့်တဲ့လူတွေပတ်စရတာအများကြီးရှိတယ်နော်နေပြောတာဘယ်သူရလို့လဲဆိုလို့ရှိရင်တော့နော်အဲ့တော့သိရှင်တယ်ဆိုလို့ရှိရင် comment မှာရေးခဲ့ကျွန်တော်ဘယ်တီဘဝမလေးရှားနိုင်ငံမှာဘယ်တီဘဝဘယ်သူလဲပတ်စံတွေရတယ်ဆိုမြန်မာနိုင်ငံကဘယ်သူလဲဆိုတဲ့ဟာကိုကျွန်တော်ချပြပေးမယ်နော်တကယ်လို့များပေါ့နော် piece တွေပါကောမဖွင့်တဲ့ဆင်ဘူးပေါ့နော် YouTube တွေကောမဖွင့်တဲ့ဆင်ဘူးဆိုလို့ရှိရင်ကျွန်တော်တည်တဲ့ဆရာတွေအများကြီးရှိတယ်နော် USA မှာရှိတဲ့ပေါ့နော်ဆရာတွေအများကြီးရှိတယ် Thai မှာရှိတဲ့ဆရာတွေအများကြီးရှိတယ်မြန်မာနိုင်ငံမှာဆရာတွေအများကြီးရှိတယ်နော်ကျွန်တော်စစ်ဆက်ပေးပါမယ်နော်ကျွန်တော်ဖုန်းနံပါတ်ပေးမယ်သူတို့ဆရာတောင်းမယ်မနော်တည်တဲ့တက်လို့ရပါတယ်နော်အဲ့လိုမတက်ချင်တယ်လေပေါ့နော် YouTube မှာရိုက်မှ Facebook ဖွင့်နေပြီလို့လဲပတ်စံရတဲ့ Facebook ပြကဘယ်လိုဖွင့်မလဲပေါ့နော် YouTube ပဒနာကောက်ကကိုယ့်ရဲ့ personal brand တွေတင်ပြဖို့တော့ပါတယ်ပေါ့နော်ဒီလို့ရမလဲဆိုတဲ့ဟာကလည်းဘောနော် YouTube မှာကောလို့ချာလို့ရပါဒါတော့ကြောင့်မလို့တရှင်းတွေဆိုဖို့ဘောနော်စိတ်ဓာတ်တွေပြင်းပြနေတယ်ဆိုလို့ရှိရင်သူများကိုပေးတဲ့ထက်ဘောနော်ကိုယ့်ရဲ့ပြင်းမှာတင်ကြပါလို့ပြောချင်ပါတယ်နော်သူတို့ပြီးကလို့မကောင်းတာပြောတာမဟုတ်ဘူးနော်သူ idea အရင်ကြိုက်တယ်နော်ကျွန်တော်ကြည့်လိုက်တာလည်းအကြီးရှိတယ်ကွာလူတွေသူတို့တရှင်းတွေကဟောပထမတော့ရှိမယ်နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဗျာသူတို့ကဒီလိုလိုက်လို့ပြောလိုက်တယ်သူတို့ရဲ့ပို့လို့ချေတာနော်သူတို့ချင်မတရှင်းပို့လို့ကြာသူတို့အေးဆေးပဲဆိုရှယ်မရောဘူးလေပြောမှသူတို့ကတရှင်းဆိုရှယ်မမလားအေးဆေးပဲသူများတရှင်းပို့တယ်ပေးတင်လိုက်တယ်တရှင်းပို့တယ်ပေးတင်လိုက်တယ်ဘယ်သူရတာလဲသိလားနေပို့ရနေရတာမဟုတ်ဘူးသူတို့ရတာကိုကဘာမှလဲကွာရွာမှာတော့မနော်ပြောမှချေကိုရဲ့ကြေးရွာမှာတော့မကွာကိုကတော့လူပေါင်း900ရှိတယ်900တော့မအကုန်လုံးမတီးဘူးနော်ကိုလေမတီးတဲ့လူကတော့သူများပေးမှတင်လိုက်တယ်ကိုဘာ
တူရှိမှာတော့ဘောလူပေါင်းတွေထောင်တောင်းတန်းနေရှိနေသူတို့ကဒီပြေးမှာဘောနော်ကြည်တယ်ဗျာတီးသွားပြီနော်ဒါပေမဲ့ကိုမတီးပါဘူးနော်သူတို့ကိုပဲတီးမှာနော်အဲ့ဒါအရေးကြီးတယ်နော်အချက်ကလည်းဒါလေးကိုဘောနော်တီးထားတင်းဖို့လို့လေနော်ဒါတွေ့ကြောင်းမလို့ကိုရဲ့ personal brand ကိုသူများရှိမှမပေးတာတော့အကောင်းဆုံးအကြံဘောနော်ကျွန်တော်ကယူဆတော့အကောင်းဆုံး personal brand ကိုသူများရှိမှမပေးပြီးမှကိုရဲ့ personal brand ကိုရဲ့ပေးမှတင်ကြပါလို့ပြောချင်ပါတယ်နော်ဝင်ငွေရတယ်နော်ဒါပေမဲ့ကျွန်တော်မရသေးဘူးနော်ရမှာတနေ့နေ့တစ်ချိန်တော့ကျွန်တော်လည်းရမှာနော်အမခံတယ်သူများတွေရတာကိုမရတာဘာရှိမလောကကြီးမှာမဖြစ်သေးတာပဲရှိတယ်မဖြစ်နေတာဘာမှမရှိဘူးနော်ဒါတွေ့ကြမလို့ကိုရဲ့တချင်းကိုရဲ့ personal brand မှာတင်ကြပါလို့ပြောချင်ပါတယ်နော်6မလို့ကြပါနဲ့နော်ဘောနော်အဲ့ဒါနော် idea ကောင်းတာသူတို့ idea တော့ကျွန်တော်ကြိုက်တယ်နော်ဒါတွေ့ကြမလို့နော်ကိုရဲ့ပြီးမှာတင်ပါ YouTube မှာတင်လို့ပတ်ဆိုင်ရတယ် YouTube ကပို့ပြီးမှအမခံချက်ကောင်းတယ်ရတယ်ဘာမှမရှိဘူးเนาะကျွန်တော်ရဲ့ YouTube link ကိုလည်းအပေါ်မှာရေးထားပြီးမှ link ဘောနော် www.youtube.com link ဆိုပြီးမှအပေါ်မှာကျွန်တော် link ချပြပေးမှာအဲ့မှာဝင်လို့ရှိရင်လေကျွန်တော်ဗီဒီယိုကအများကြီးရှိတယ်เนาะကိုရိုက်ထားတဲ့ဗီဒီယိုမဟုတ်ဘောနော်ဗီဒီယို control တွေလုပ်တာပေါ့နော်နည်းနည်းပပပေါ့နော်ဗညဟိုပေါ့နော်သူတို့လိုပေါ့နော်လှုပ်ကြည့်တာပေါ့လားလှုပ်ရမှာပဲလေကိုကလည်းအနေကြီးထိုင်ရင်ပဲနော်ကိုက Facebook တွေပါ YouTube တွေတောင်းတာပဲနော်ကိုလည်းချပြရမှာသူများလည်းကိုရဲ့ဗီဒီယိုကြည့်မှာလေကိုလည်းသူများဗီဒီယိုကြည့်နေတာဒါကြောင့်မလို့ဒီရှင်းတွေဆိုတက်တယ်ဆိုလို့ရှိရင်ပေါ့ဘာတချင်းပဲဖြစ်ဆိုတက်ရကိုကတော့ချကိုရေးပြီးမှနော်အားပေးတယ်ဗျာကျွန်တော်တို့ကြည့်မှန်ဒါပဲမဲ့ဒီလိုပေါ့နော်ကိုကတချင်းဆိုလို့ဗျာမတေချာမြေဘယ်လောက်ပေးမလဲဆိုတော့ပေါ့နော်ဘာတော့ပေးမလဲဆိုတော့လည်းမပြောဘူးဟိုဟာမတေချာမြေရမဲ့ကိုကတော့အိုးအဲ့ရပြတဲ့ချစ်ကိုမျက်စိမကတာမတဲပြီးမှတချင်းတွေဆိုတော့သူများစင်မပို့ပြီးမှသူများကလည်းသူများတဲ့ချင်းကိုပေါ့နော်မူပန်ခွင့်ရသွားပြီနော်မူပန်ခွင့်ရမှတင်သွားနော်နောက်မှကိုကမူပန်ခွင့်ရမှာမဟုတ်အဲ့ဒါသူကပိတ်သွားမှာနော်ဒါတော့ကြောင်းမလို့နော်ကိုရဲ့တချင်းပိုင်းတွေကိုကျွန်တော်ပြောချင်တာကိုရဲ့ပြီးမှတင်ကြပါလို့ပြောချင်ပါတယ်နော်မကောင်းတာပြောတာမလို့ကောင်းပါတယ်နော်ဒါမှမဟုတ်နော်လက်တစစ်ပြလို့ရှိရင်စစ်မြင်ရတယ်လို့ဆိုတာနော်ကောင်းတဲ့တွေ့ရတယ်ပေါ့နော်ကျေးဇူးပေးတော့ပြတာအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြောတာတွေဘာတွေနားမလဲတာရှိလို့ရှိရင်လေပေါ့နော်ဘောနော် comment မှာရေးပြလို့ရပါတယ် direct message မှာ happy မှာ video call ခေါ်ပေးမှတရှိဘောနော်စကားပြောလို့ရပါတယ်နော် phone number လို့ရှိနေတယ်ကျွန်တော် phone number နောက်မှာတော့ကျွန်တော်ဒီဘောနော်ကျွန်တော်ရဲ့ဒီ account အောက်မှာကျွန်တော်ရေးပေးထားပါမယ်လို့ပြောချင်ပါနော်ကျေးဇူးတင်ပါတယ်အားလုံးကိုလည်းသူပဲကျေးဇူးတင်ပါတယ်နည်းနည်းများတော့လည်းခုလို့ပေါ့တက်ဆိုင်ရခုလို့တက်ဆိုင်စတော့ပြောတယ်လို့ပေါ့နော်တက်ဆိုင်ရခုလို့ တိုင်းမရှိဘူး တိုင်းမရှိဘူး ဘူးเนาะဒီကြံပွေးမှာကျွန်တော်တိုင်းဆောက်နော်ကိုယ့်ရဲ့ printer ကပဲ printer ဆောက်ခဲ့တယ် okay ခုပဲလာပြီးတော့ပို့လိုက်